စလိုက်ပါမှုရှိတာနဲ့အိမ်မောင်တွေတကူလှုပ်ဆောင်လို့ရတဲ့လူကြီးရောကလေးတွေမှာနေတတ်တဲ့ယူညက်ပေါင်မုံ၃မျိုးနံပါတ်1တူနာဆန်ဝစ်ဒီဆန်ဝစ်ကိုလုပ်ဖို့အတွက်ကျွန်တော်တူနာတဘူးလုပ်မယ်မျောနဲ့နှဲငယ်လုပ်မယ်ဆောင်းလားအချိုနှဲငယ်လုပ်မယ်ခင်းညင်နီးစော့နှဲငယ်လုပ်မယ်ပေါင်ပစ္စည်းအလုံးကိုစလုံးတစ်လုံးနဲ့ကိုအကုန်ရောထည့်ပြီးတော့တမအောင်နေလိုက်ရင်ဒါကျွန်တော်တို့အဆင်သင့်ဖြစ်ပါပြီNested ပန်ကိုမိဖို့ဝတ်တင်ထားမယ်ပေါင်မုံကိုဂီးလေးပပလေးတုပ်မယ်ဂီးထောက်ပဲပပလေးတုပ်ပြီးတော့ကျွန်တော်တို့ nested မှာရွှေအိုရောင်လေးတန်းနေထိကျွန်တော်တို့กินပေးလိုက်ရင်ကျွန်တော်တို့ဒါအရန်ကောင်းတဲ့ပေါင်မုံရပါပြီအဲ့ဒီပေါင်မုံရတဲ့ချိန်ကျရင်ကျွန်တော်တို့ခုနကနေထားတဲ့တူနာအနစ်ကိုအလယ်မှာကျွန်တော်တို့မနှဲမများလေးထည့်လိုက်တယ်ထည့်ပြီးသွားရင်ဒီဘက်ကိုတင်မယ်ဓာတ်လေးနဲ့လိလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဆိုင်းရအစင်းနဲ့ဖြစ်ပါပြီခင်ဗျာနောက်နှမျိုးကတော့ကျွန်တော်ရိုက်နေလုံးဖြစ်ပါတယ်အတစ်လုံးနေလုံးဖြစ်ပါတယ်လောလောဆယ်တော့ကျွန်တော်စားလာလေးရင်ကြည့်လိုက်ပါဦးခင်ဗျာကျေးဇူးပါ